IS writing 1ရေးနီ IS writing မှာဆိုလို့ရှိရင် writing 1အနေနဲ့ process writing တွေရေးရရှိတယ်အဲ့ခါမှာကျွန်တော် introduction ကိုဘယ်လိုရေးကြမလဲပေါ့နော်ဒီမှာကျွန်တော်လူရှင်းနည်းလေးကျွန်တော်ရှင်းပြပေးမယ်အရင်ဆုံး question ကလူမျိုးပေးထားတဲ့ဝါကြလေးရှိတယ်သူကဒါဘာ process တွေဆိုမှတော့ပေးထားတာဒီမှာဆို picture show manufacturing process for producing sugar ဆိုမှပေးထားတယ်အဲ့ဒါလေးကိုမှကျွန်တော်ကပြန်ရေးတဲ့ခါမှာ introduction မှာနှစ်ကြောင်းလုံးနဲ့တူတူနဲ့လိုရင်းရေးလို့ရတယ်အဲ့တော့ဒီမှာပါတဲ့စလုံးလေးတွေကိုအရင်ဆုံးကျွန်တော်ကပြောင်းမယ်သူက show manufacturing process တို့ဒါမှမဟုတ်ပေးထားတယ်ပြောင်းလို့မရတော့ sugar ပေါ့နော်ဒီစလုံးလေးကိုခြံတိုင်းမှာကျန်တဲ့ဟာလေးတွေကျွန်တော်ပြောင်းလို့ရတယ်ဥပမာ the diagram illustrates how sugar is produced ဒါဆိုရှင်သူ့ရဲ့စလုံးလေးတွေကိုအဓိပ္ပာယ်မပြောင်းစေဘဲနဲ့ဟောကျွန်တော်စလုံးလေးတွေပြောင်းလိုက်တာမျိုးနော်ဒီလိုရေးချင်းအဖြစ် introduction ကလူလိုနဲ့လိုရင်းလေးရတယ်နောက်တစ်မျိုးပြောင်းမယ်ဆိုလို့ရှိရင် the diagram illustrates the stages involved in the production of sugar ဒါဆိုရှင်ကိုယ့်ရဲ့ဒီ introduction ကတိတ်မှခေါင်းချောင်းစစမလို့ပဲနဲ့သူပေးထားတဲ့ဝါကြလေးတွေကိုယူမှပဲပြင်နိုင်လို့ရတယ်နောက်တစ်ခုက overview sentence overview sentence ကျတော့လေအဲ introduction တစ်ချောင်းပြီးသွားတာနဲ့ကျွန်တော်နောက်ကနေလိုက်ရေးလို့ရတယ်ဒီထဲမှာ stage ဘယ်နှခုပါလဲနော်ဘယ်လိုဘာနေစပြီးမှဘယ်မှာဆုံးသွားလဲဒါမျိုးလေးကျွန်တော်ရေးလို့ရတယ်ဒါကတော့ကြာ template ပုံစံမျိုးလေးဒီမှာဆိုလို့ရှိရင် server stage လို့ပေးထားတဲ့နေရာမှာကျွန်တော်ပါတဲ့ stage ကိုအရေးတော့ကိုရေးမှထည့်ရေးလို့ရတယ် first stage to final stage တို့နေရာမှာကျွန်တော်သူတို့စတဲ့ဟာဆုံးတဲ့ဟာလေးရေးလို့ရတယ်ဥပမာခုန sugar process မှာဆိုလို့ရှိရင် overall the process consists of 7 stages beginning with the collection of raw materials and ending with the final product ဟုတ်နော်အဲ့ဒါလေးက writing task 1 process writing မှာ introduction နှစ်ကြောင်းကိုဘယ်လိုမြန်ဆန်ရေးမလဲပေါ့နော် introduction နဲ့ overview နှစ်ကြောင်းအဲဆိုလို့ရှိရင်ကျွန်တော်ပြိုင်မှသုံးသပ်လို့ရှိရင်ခုနရေးထားတဲ့ word နှစ်ကြောင်းကဒါ intro အနေနဲ့စာပိုက်အနေနဲ့ကျွန်တော်စီရိုက်လို့ရပြီဒါရေးရသည်ဘယ်တော့မှမကြောက်ဘူး writing task 1ဒီမြန်ဆန်လေးကတော့ရေးနေရမယ်တိတ်မှအများကြီးစဉ်းစားနေဖို့အချိန်မရှိဘူးเนาะ writing test 2တော့ဆိုတော့အချိန်များပေးရမှာဆိုတော့ဒါမျိုးလေးကိုကသူပေးထားတဲ့မိကုန်းလေးကိုကြည်မှအမြန်ဆန်လေးပြောင်းရေးတတ်မယ်ဆိုလို့ရှိရင်ဒီလိုရေးချင်တဲ့အောင်ကြိုးစားလေ့ကျင့်ထားမယ်ဆိုလို့ရှိရင်အဆင်ပြေပါ